အားလုံးပဲမင်္ဂလာပါမကြခင်နှစ်လဲကူးတော့မယ်နှစ်တစ်ကူးရောက်တော့မယ်ဆိုရင်လည်းဂျပန်နိုင်ငံရဲ့အိမ်တွေအများအဖြစ်မှာတွေ့မြင်ရတတ်တဲ့အရာကတော့အိုရှောဂါဆိုခါစားရီလို့ခေါ်တဲ့နှစ်တစ်ကူအတွက်အလားစင်တန်စာစင်လေးရှိတဲ့ပစ္စည်းအကြောင်းနဲ့အတိတ်ဘယ်ကိုကျွန်တော်ပြောပြပြီးတော့မှပဲဖြစ်ပါတယ်အများအဖြစ်တွေ့ရတတ်တဲ့နေရာတွေကတော့အိမ်ပေါက်ဝါးတွေမှာလည်းထားတယ်တကားပေါက်မှာလည်းချိတ်ဆွဲထားလေးရှိတယ်နှစ်တစ်ကူရောက်ပြီဆိုရင်ဘာကြောင့်ဒီပစ္စည်းတွေကချိတ်ဆွဲထားလေးရှိရလဲရွေချက်အထိပ္ပယ်ရတော့အများကြီးရှိရဲ့အထဲမှာကျွန်တော်ကတော့ main point ကိုပဲပြောပြပြီးပါမယ်နှစ်တစ်ရဲ့တစ်နှစ်တာအတွက်ပျော်ရွှင်မှုတွေကိုယူဆောင်လာပြီးတဲ့နတ်ဖျားကိုကြိုဆိုတဲ့အထိမ်းအမှတ်အနေနဲ့အလားစင်တာနောက်တစ်ချက်ကတော့တစ်နှစ်တာပတ်လုံးရဲ့မတန့်ရှင်းမှုတွေမကောင်းတဲ့အရာတွေကိုတန့်ရှင်းစင်ကြယ်ရန်အတွက်အထိပ္ပယ်အနေနဲ့ဒီပစ္စည်းကိုအလားစင်တန်စာစင်လေးရှိတယ်နောက်ဆုံးအချက်ကတော့မကောင်းတဲ့အရာတွေအနောက်အရှက်အတိုက်ခိုက်တွေအိမ်ကိုမဝင်အောင်ကာကွယ်တဲ့အနေနဲ့အလားစင်တန်စာစင်လေးရှိတယ်ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီးမှထားရမယ့်ချိတ်ဆွဲရမယ့်နေရာတွေလည်းကွာတယ်ဥပမာမီးဖို့ကြောင်ရေချိုးခန်းမှာဆိုရင်ရေနဲ့ပတ်သက်တဲ့အရာကိုအလားစင်ချိတ်ဆွဲရတယ်ကားအတွင်းကမ်းမှာချိတ်ဆွဲထားမယ်ဆိုရင်တော့တစ်နှစ်တာပတ်လုံးရင်အန်တရယ်မဖြစ်အောင်အိမ်ရဲ့ main power မှာထားမယ်ဆိုရင်တော့အတိုက်ခိုက်တွေမဝင်အောင်ဆိုစသဖြင့်ပစ္စည်းပေါ်မူတည်ပြီးမှအမျိုးမျိုးအလားစင်တန်စာစင်လေးရှိတယ်အမြဲတမ်းဒီပစ္စည်းကိုချိတ်ဆွဲထားရလည်းမဟုတ်ဘူးနေရာဒေတာပေါ်မူတည်ပြီးတော့ခန်တိုဒေတာလို့ဆိုရင်တော့တစ်လပိုင်း9ရက်နေ့အထိခန်းဆိုင်ဘက်ကဆိုရင်တော့တစ်လပိုင်း15ရက်နေ့အထိတနိုင်ငံလုံးအနေအထားနဲ့ပြောမယ်ဆိုရင်တော့တစ်လပိုင်း20ရက်နေ့လောက်ထိပဲဒီအိုရှောဂါဆိုခါစားတွေကိုအလားစင်တန်စာစင်လေးရှိတယ်ဂျပန်ရောက်မြန်မာတွေလည်းနှစ်တစ်ကူကိုကြိုးဆိုခြင်းနဲ့ကံကောင်းခြင်းတွေယူဆောင်လာခြင်းနဲ့ဆိုရင်တော့လှုပ်ခြင်းနဲ့ဆိုရင်တော့ခုနကကျွန်တော်ပြောထားတဲ့အချက်တွေကိုတစ်ခုချင်းစီလိုက်လှုပ်เสียမလို့ဗျာအခုပြထားတဲ့ဒီ3ခုကိုပဲအိမ်မှာချိတ်ဆွဲထားပြီးရင်တော့လုံလောက်ပြီဘယ်ဘက်ဆုံးကပုံကကြတော့ဝါးနဲ့ထင်ရှူးပင်ပါတယ်တူကကြတော့အိမ်ရဲ့အပေါက်ဝါမှာထားပြီးရတယ်ကံကောင်းခြင်းတွေကိုယူဆောင်လာမဲ့နတ်ဖျားကိုကြိုဆိုတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်တယ်အလေကရှိမဲခါစားရီကကြတော့အိမ်ရဲ့အဝင် main တကားပေါက်မှာချိတ်ဆွဲရတာအဓိပ္ပာယ်ကတော့မကောင်းတဲ့အရာတွေအနောက်ရှက်တွေမဝင်လာအောင်အလားစင်တဲ့ပစ္စည်းဖြစ်တယ်ညာဘက်ကပုံကကြတော့ကောက်ညင်မုံသူ့ရဲ့အဓိပ္ပာယ်ကကြတော့နှစ်တစ်မှာနတ်တွေကအိမ်ကိုကြွားရောက်လာတဲ့ခါကျရင်ပူဇော်ဆက်သားရအောင်လို့ရည်ရွယ်ထားတဲ့အနေနဲ့လုပ်ထားတာနှစ်တစ်ကူနဲ့ရောက်တော့မယ်ဆိုရင်ဂျပန်နိုင်ငံရဲ့အိမ်တွေမှာအခုလိုအရာတွေကတွေ့ရတတ်တာများတယ်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်